ဘာတွေခုတ်တာခုတ်တဲ့ဗီဒီယိုတွေပဲခုတ်ရီလောက်တာဒါကတော့ခုတ်လို့မရအောင်ဒါကျွန်တော်ရှင်းပြမယ်โอเคခုတ် blog ဆိုတော့နော်โอเคကျွန်တော် blog မှာပြန်ဆိုကြမယ်ကျွန်တော်ကြည့်ကြည့်မယ်YouTube မှာလား TikTok မှာလားဒီမှာလဲ YouTube ကပို့ရအားလုံးပဲမင်္ဂလာပါခုတ် blog ကနေတစ်ဖန်ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အခုဘန်ကောက် MBK Center ကိုလင်းမလို့တွားမလို့ MBK Center ပေါ့နော် MBK Center ကိုတွားမလို့ကားစောင့်နေပါဖြစ်ပါတယ်ကျွန်တော်အပြင်မထွက်တာကြတော့ကျွန်တော်ရက်ကွက်ကြီးကတော့ပြောင်းလဲသွားပါပြီချက်ရှိုးလိုက်ကျွန်တော်ခါလိုက်ဒီဂုံးကျော်သားနေတက်ပြီးတော့ဟိုကနေသွားတယ်ဟိုကနေကားစီးတယ်ဒီလောလောဆယ်အစီမီရော်ဒီလောလောဆယ်ဒီကနေပြီးတော့ဘန်ကောက်ကိုခရီးဆက်မှာဖြစ်ပါတယ်ကားဆောင်တယ်ကားလည်းကြာโอเคဘန်ကောက် MBK Center ရောက်လို့ရှိရင်တွေ့ရအောင်ဖြီးဆောင် Yo finally ကျွန်တော်တို့ရောက်ရှိလို့လာပါပြီဒီနေ့ကတော့တည်တဲ့အတိုင်း Super Sunday ဆိုတော့ကားကပုံမှန်ထက်ပုံကျပ်ပါတယ်အလုံးစုံစင်တန်းရောက်ပြီစင်တန်းကနေပြီးတော့ဘန်ကောက် MBK ကိုမှာဖြစ်ပါတယ်ကျွန်တော်တို့ညောင်ဟိုလီဝုဒ်ကစားရောက်တော့မယ်ဟိုလီဝုဒ်Super Sunday ဆိုတော့ကားကပုံမှန်ထက်ပုံကျပ်ပါတယ်ကျွန်တော်တို့လက်ရှိစင်တန်းကိုရောက်နေပါပြီစင်တန်းကနေတစ်ဆင့်ပြန်သွားဒီလိုပဲသွားရတယ်လုံးဝလူက special ချက်ဟုတ်ပါတော့အဲ feeling လေးချက်ပြောကားတော်တော်ကျက်တယ်ဒီလိုလေးတွေကျွန်တော်တို့ဘန်ကောက်ရောက်မှပြည့်စုံကြရအောင် Okay now finally ကျွန်တော်တို့မြို့ထဲကိုရောက်ရှိလို့လာပါပြီပြီးရင်ကျွန်တော်တို့ရထားစီးမယ်ရထားစီးပြီးတော့ MBK ကုန်သားကိုလစ်ပါမယ်ဘိုးတော့နည်းနည်းအောက်ပါ Okayလမ်းမဖြစ်ပါဘူးလမ်းမဖြစ်ပါဘူးခရီးဆက်လာရပါလေဒီကိုတခါရောက်ဖို့very tired oh my goodness ကျွန်တော်တို့မြို့ထဲကိုတော့ရောက်ရှိလို့လာပါပြီတော်တာနှစ်ယောက်တော်တော်တိုင်ပတ်သွားတယ်မြို့ထဲကိုရောက်ဖို့မြို့ထဲကိုကာလာနေထောက်ချက်ရှူကြည့်လိုက်ပါဦးoh my goodness okay ကျွန်တော်တို့ဒါအခုဆိုရင် MBK ကိုခရီးဆက်မှာဖြစ်ပါတယ် let's go hello guys ကျွန်တော်တို့အခုပြန်มาတော့မယ်ဟိုပတ်စံလဲအကုန်လူလဲပြင်ပန်းသွားပါပြီ iPhone 15လဲရသွားပါပြီခင်ဗျာကျွန်တော်တို့ပြန်มาတော့မယ် see you in the next vlog စမှုစာခေါင်းလာစမှုစာခေါင်းဆိုတော့ဒီမှာဟာတယ်ပဲကြာတယ်နော်စမှုစာခေါင်းလိုက်မှာတယ်လို့ပြောလို့ရှိရင်နော်ဝေးတယ်ဖိုင်ကမောင်းလာတယ်ကင်မရာတွေပါနေ special ဆိုတော့ဘလော့လို့လားမာနာမဲနဲ့ခုတ်ဘလော့ဖုန်းโอ
ခုတ်တော့ဘာတွေခုတ်တဲ့ဗီဒီယိုတွေကခုတ်ရီလောက်တာဒါကတော့ခုတ်လို့မရအောင်ဒါကျွန်တော်သိနေโอเคခုတ် blog ဆိုတော့နော် okay ကဲကျွန်တော် blog မှာပြန်ဆိုကြမယ်ကျွန်တော်ကြည့်ကြည့်မယ်YouTube မှာလား TikTok မှာလားဒီမှာလဲ YouTube ကပို့ရ iPhone 15 parking အစိမ်းရောင်လေးဖောက်မယ်နော်โอเคပါရ1 day ကြည့်နော်โอเคကျွန်တော် iPhone 15 parking ကိုဖောက်ခင် brother ကျွန်တော်မိကုန်းလို့ပြင်နေတယ်နော်โอเคမိကုန်းကကျွန်တော်မိကုန်းမှန်အောင်ပြင်နိုင်တော့ကိုကဘာတော့ဖို့နေရာလာရတာပေါ့နော်အပြင်မှာတော့လို့ရှိရင် Pepsi တော့ပြင်ကြပါနော်โอเคအာဖရိကမှာအကြီးဆုံးနိုင်ငံကဘယ်နိုင်ငံလဲအာဖရိကတိုက်မှာအကြီးဆုံးနိုင်ငံဘယ်နိုင်ငံလဲမေးထားတယ်နော်ဆိုအာဖရိကတိုက်ရဲ့အကြီးဆုံးနိုင်ငံကဘယ်နိုင်ငံလို့မေးထားတယ်အဖြေ3ခုပြင်မယ် option ပြင်မယ်နံပါတ်1 Algeria နံပါတ်2 Egypt နံပါတ်3 Ethiopia တဲ့နိုင်ငံမှာအာဖရိကတိုက်မှာအကြီးဆုံးနိုင်ငံကတဲ့နံပါတ်1 Algeria နံပါတ်2 Egypt နံပါတ်3 Ethiopia ဘယ်နိုင်ငံလဲ Algeria နော် Okay Algeria ပြပြထားပါတယ်နော် brother နော်ဆိုနံပါတ်1က Algeria ရတယ်နော်အဖြစ်မှန်ရတော့ကျွန်တော်ဗီဒီယိုနောက်ဆုံးကြည့်မယ်တော့ပါကင်ဖောက်လိုက်ပါဗျာ Okay iPhone 15 brother ရဲ့ blog မှာလည်းထားနေမယ်နော် COKE blog ပဲညာနော် okay ပြည့်တက်လေးတွေနော်ကြည့်လို့ရပါတယ် follow လုပ်လို့ရတယ် subscribe လုပ်လို့ရတယ် YouTube မှာရှိတယ် Facebook မှာရှိတယ် congratulation ပါခင်ဗျာနော်ဒီနေ့ဖောက်လိုက်ပါပြီနော် Okay congratulation ပါနော်နောက်မှလည်းဆင်ပြေပါစေအမြင်နိုင်ပါစေဗျအခုတော့ကျွန်တော်တို့အနေနဲ့ Coca-Cola တောက်ပတ်ဆိုင်ရမလားပြန်ပြီးဆိုင်ရမလားကြည့်အောင်အာဖရိကတိုက်မှာအကြီးဆုံးနိုင်ငံဘယ်နိုင်ငံဖြစ်လဲလို့မေးထားတာနံပါတ်1က Algeria နံပါတ်2က Egypt နံပါတ်3 Ethiopia လို့မေးထားမှာ brother Algeria လို့ပြောထားတယ်ဘယ်လိုစိတ်ကူးချလဲတာလဲကျွန်တော်ကလေးလာဟာလေးလာတော့ရှိကြောင်နာပါရှိတယ်နော်ကြောင်နာ Algeria ရှိတယ် Egypt ကျတော့ Egypt ကကျတော့တေးရကျွန်တော်မြင်ဘူးလေတေးမြင်ဘူးလေနော်မြင်ပါဘူး Ethiopia ဆိုတော့ Ethiopia တည်းနေငယ်နော် Algeria ဆိုတော့ကြည့်မလားနော်နာမည်နဲ့ရှေ့သွားဆိုတော့ကြီးတော့လေ Okay ဗျာ brother ဗျာနော် Okay brother အဖြေရဗျာနော်တကယ် brother ဒါကျွန်တော် Ethiopia ဆိုမှသာဖြေခဲ့မယ်ဆိုရင်ဗျာနော် Coca-Cola တောက်ဖို့ပတ်စံမရAlgeria ဖြစ်တယ်မှန်သွားတာပေါ့ congratulation ပါမှန်တယ်ဖြေမှန်သွားပါတယ်ဗျာနော် Okay Algeria နိုင်ငံကတော့အာဖရိကတိုက်မှာအကြီးဆုံးနိုင်ငံပါဗျာနော်တော်တော်ကြီးပါတယ်ဗျာနော် Egypt နဲ့ Ethiopia တွေနော် Okay brother ပြောလို့နေတာမှာလည်းကြားဘူးတော့ဆိုမဲ့လုံးဝတွေ့ကြုံမှာပေါ်ထွက်လာတော့ဆက်စစ်တော့နော် Okay congratulation ပါနော်ဒီနေ့ဒီမှာ brother ရေတို့ iPhone ကပါခဲ့ပါလေပြီတော့တယ်ကျွန်တော်လုပ်ပြလိုက်မယ်ဒီတယ်ပဲခုပြလိုက်အောင်မယ်ဆိုတော့ brother ရဲ့ blog လည်းအောင်နေပါသေးတယ်နော် COKE code blog တယ်နော် YouTube တို့ Facebook တို့မှာ share ပြီးတော့ follow ထားနေပါတယ်